ဇူလိုင်လ9ရက်နေ့နှောင်းပိုင်းကဘန်ဒါအာဘတ်နဲ့စီရစ်ဒေတာရီမှာရှိတဲ့အီရန်တော်လှန်ရေးအဆောင်တပ်ဖွဲ့ပိုင်လှေငယ်60အပါအဝင်ပြစ်မှတ်ပေါင်း80ကျော်ကိုအမေရိကန်အနေနဲ့စတင်တိုက်ခိုက်ခဲ့တာပါ။အဲ့နောက်ဇူလိုင်လ10ရက်နေ့တွင်ဘာရိန်းနဲ့ကူဝိတ်နိုင်ငံတွေမှာရှိတဲ့အမေရိကန်စစ်ဘက်ဆိုင်ရာပြစ်မှတ်85ခုကိုအီရန်စစ်တပ်ဘက်ကဒရုန်းတွေဒုံးကျည်တွေနဲ့အတူတုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။ဒီရေနံတင်သင်္ဘောတွေတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီးအီရန်အနေနဲ့သူတို့လုပ်ရဖြစ်ကြောင်းတိုက်ရိုက်ဝန်ခံတာမျိုးမရှိပေမဲ့လည်းအခုလိုမျိုးအမေရိကန်နဲ့အပြန်အလှန်ပစ်ခတ်ခဲ့ကြတာပါ။နေတိုးမဟာမိတ်အဖွဲ့ရဲ့အကြီးအကဲဖြစ်သူမာ့ခ်ရူတေကလည်းဒီအပြစ်ခတ်ရက်စဲရဲကိုအီရန်အနေနဲ့စပြီးချိုးပေါက်ခဲ့တဲ့လျောက်အမေရိကန်ရဲ့တိုက်ခိုက်မှုတွေဟာလုံးဝလိုအပ်တဲ့လုပ်ရဖြစ်ပါတယ်ဆိုပြီးမှတ်ချက်ပေးပါတယ်။အီရန်လွှတ်တော်ဥက္ကဋ္ဌမိုဟာမက်ဘက်ကာဂါလီဘတ်ကတော့နှစ်နိုင်ငံကြားနားလည်မှုစာချုပ်လွှာကိုအမေရိကန်ကိုယ်တိုင်ချိုးဖောက်နေတာဖြစ်ကြောင်းဆွဆွဲထားပါတယ်။ဒီရေလက်ကြားနဲ့ပတ်သက်တဲ့အီရန်ရဲ့စီမံခန့်ခွဲမှုတွေကိုအမေရိကန်ဘက်ကအနှောက်အယှက်ပေးနေတယ်လို့အနိုင်ကျင့်ဗိုလ်ကျတဲ့ခေတ်ကုံဆုံးသွားပြီဖြစ်တယ်လို့လည်းဖြည့်ဆွတ်ပြောပါတယ်။မကြာသေးတဲ့ဇွန်လ18ရက်နေ့ကမှအမေရိကန်နဲ့အီရန်တို့ကြားအပြစ်ရဲ့တပ်တန်းတိုးမဲ့နားလည်မှုစာချုပ်လွှာ MOU ကိုလက်မှတ်ရေးထိုးခဲ့ကြတာပါ။ဒါပြင်ကမ္ဘာရေနံနဲ့သဘာဝဓာတ်ငွေ့ရည်တင်ပို့မှု20%နီးပါးဖြတ်တန်းသွားလိုက်ရာဟော်မုစ်ရေလက်ကြားဟာဒေတာရင်းပဋိပက္ခတွေရဲ့ဗဟိုချက်ဖြစ်လာခဲ့ပါပြီ။ Good.နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဇူလိုင်လ9ရက်နေ့အတွင်းတူရကီနိုင်ငံရဲ့မြို့တော်အန်ကာရာမှာစတင်ကျင်းပနေပြီဖြစ်တဲ့နှစ်ရက်ကြာနေတိုးထိပ်သီးဆွေးနွေးပွဲကိုအဖွဲ့ဝင်32နိုင်ငံကခေါင်းဆောင်တွေတက်ရောက်လာခဲ့ကြပါတယ်။အဲ့နောက်အစည်းအဝေးပထမဆုံးနေ့မှာရင်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကနေတိုးအဖွဲ့ပေါ်အတော်လေးကိုစိတ်ပြတ်မိတယ်လို့ဝေဖန်သွားပါတယ်။ဒါဟာအီရန်အရေးမှာနေတိုးအုပ်စုကအမေရိကန်ကိုအကူအညီမပေးခဲ့တာကြောင့်ဖြစ်တယ်ဆိုပြီးထရမ့်အနေနဲ့အခုလိုမျိုးမှတ်ချက်ပေးပါတယ်။ကျုပ်တို့လိုအပ်ချိန်မှာသူတို့မရှိပေရင်ဘာလို့ဒေါ်လာဘီလီယံပေါင်းရာနဲ့ချီပြီးအကုန်ကျခံနေတော့မှလဲအမြဲတမ်းသူတို့အတွက်ယက်တီပေးခဲ့တာဖြစ်တယ်လို့ပြောသွားပါတယ်။ဒါပြင်အီတလီပြင်သစ်နဲ့ဂျာမနီကပါကျွန်တော်တို့ကိုညှင်းပယ်ခဲ့တာဖြစ်တယ်လို့လည်းဖြည့်ဆွတ်ပြောပါတယ်။ဥရောပနိုင်ငံတွေဘက်ကတော့သူတို့နဲ့မတိုင်ပင်ပဲစစ်ပွဲကိုစတင်ခဲ့တာဖြစ်တဲ့အလျောက်ပါဝင်လိုခြင်းမရှိပေမဲ့လည်းစစ်ကြီးပြီးသွားတဲ့အခါဟော်မုစ်အရေးမှာအကူအညီပေးဖို့အသင့်ရှိတယ်ဆိုပြီးတုံ့ပြန်ထားပါတယ်။အဲ့ဒီရေလက်ကြားမှာတင်မောတွေဘေးကင်းစွာနဲ့ဖြတ်တန်းသွားလာနိုင်ဖို့ပြင်သစ်နဲ့ပြည်တင်ကဥဆောင်ပြီး12နိုင်ငံပါဝင်တဲ့ညိုပေါင်းအဖွဲ့တစ်ခုကိုဖွဲ့စည်းပြင်ဆင်လျက်ရှိပါတယ်။ဒါပေမဲ့လည်းထရမ့်ကတော့အစည်းအဝေးကိုတူရကီနိုင်ငံမှာသာမကျင်းပဖြစ်ခဲ့ရင်တက်ဖြစ်မှာမဟုတ်ပါဘူးဆိုပြီးပြောကြားပါတယ်။အလားတူအမေရိကန်အနေနဲ့နေတိုးအဖွဲ့ဝင်အဖြစ်ကနေနှုတ်ထွက်မယ်ဆိုပြီးချင်းချောက်ခဲ့ပူသလိုထရမ့်ကအဖွဲ့ဝင်နိုင်ငံတွေကိုလည်းအချင်းချင်းဝေဖန်ခဲ့ပူပါတယ်။ဒါကြောင့်မဲရုရှားယူကရိန်းစစ်ပွဲနဲ့ဂရင်းလန်းကျွန်းရဲ့အနာဂတ်အပါအဝင်ဥရောပကာကွယ်ရေးအသုံးစရိတ်တိုးမြင့်ရေးနဲ့ပတ်သက်လို့အမေရိကန်နဲ့နေတိုးအဖွဲ့ကြားသဘောထားတင်းမာမှုတွေဆက်ရှိနေတယ်ဆိုတာသိသာထင်ရှားစေခဲ့ပါတယ်။ Thank you very much. Thank you. If I may ask the first row to go down that way, because there can... ဆက်လက်တင်ဆက်ပေးမှာကတော့တူရကီနိုင်ငံပေါ်ချမှတ်ထားတဲ့အရေးယူပိတ်ဆို့မှုတွေကိုရုပ်သိမ်းပြီးတော့မှဖြစ်တယ်လို့အမေရိကန်သမ္မတထရမ့်ကိုယ်တိုင်ဇူလိုင်လ9ရက်နေ့မှာအတည်ပြုသွားပါတယ်။အဲ့နောက်တူရကီတို့အမေရိကန်ရဲ့ F-35 ကိုပြောက်တိုက်လေယာဉ်တွေပြန်လည်ရောင်းချပေးမဲ့ကိစ္စအတွက်ခွင့်ပြုပေးနိုင်ခြေရှိတယ်လို့လည်းဆိုပါတယ်။ CAA-TSA ဆိုတဲ့ American Act ဥပဒေအရ Trump ကနေမိတ်ဆွေနိုင်ငံတွေကိုပိတ်ဆို့တန်ခတ်တာမျိုးမလုပ်ချင်တော့ဘူးဆိုပြီးဖြည့်ဆွတ်ပြောပါတယ်
ဒါဟာ2020ပြည့်နှစ်အတွင်း Trump ပထမသက်တမ်းမှာရုရှားတို့ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကိုတူရကီအနေနဲ့ဝယ်ယူခဲ့တာကြောင့် F-35 တိုက်လေယာဉ်အစီအစဉ်ကနေဖယ်ရှားခံခဲ့ရတာပါဒါပေမဲ့လည်းတူရကီဟာအခြားနိုင်ငံတွေထက်စာရင်အများကြီးသစ္စာစောင့်သိခဲ့တယ်လို့အမေရိကန်နဲ့လည်းပိုမိုကောင်းမွန်တဲ့ဆက်ဆံရေးရှိနေပြီဖြစ်ကြောင်း Trump ကိုယ်တိုင်ပြောကြားပါတယ်ဒီချိန်ထဲမှာပဲအစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နေတန်ယာဟုကတူရကီအတွက်တိုက်လေယာဉ်တွေမရောင်းပေးဖို့ Trump ကိုတိုက်ရိုက်တိုက်တွန်းခဲ့တယ်လို့ဆိုပါတယ်အမေရိကန်ရဲ့အဆင့်အမြင့်ဆုံးသောတိုက်လေယာဉ်တွေကိုရောင်းချပေးလိုက်ရုံနဲ့တော့တူရကီဟာအမေရိကန်ရဲ့မိတ်ဖက်နိုင်ငံဖြစ်လာမှာမဟုတ်ပါဘူးဆိုပြီး CNN သတင်းဌာနကိုနေတန်ယာဟုကမှတ်ချက်ပေးပါတယ်ဒါကြောင့်အရှေ့လယ်ပိုင်းဒေသတွင်းကအစ္စရေးရဲ့လေကြောင်းစွမ်းရည်တာလွန်မှုနဲ့အာဏာချိန်ခွင်ရှာကူပါပြတ်ပြားသွားစေနိုင်တယ်ဆိုပြီးထောက်ပြထားပါတယ်။ဒါပြင်တူရကီသမ္မတတေယစ်အာဒိုဂန်ကကမ္ဘာပေါ်မှာတစ်ခုတည်းသောဂျူးနိုင်ငံဖြစ်တဲ့အစ္စရေးကိုဖျက်ဆီးပစ်မယ်လို့ချင်းချောက်ထားတယ်ဆိုပြီးနေတန်ယာဟုအနေနဲ့ဆွဆွဲထားပါတယ်။ဒါကြောင့်မဲတူရကီနိုင်ငံသားရေးဝန်ကြီးဟာကန်ဖီဒန်ဘက်ကအစ္စရေးဟာလူသားမျိုးနွယ်အတွက်တီးမခံနိုင်လောက်စရာဝင်တော့ဝင်ပိုးကြီးတစ်ခုဖြစ်လာခဲ့ကြောင်းတုံ့ပြန်သွားပါတယ် Değerli dostumla tekrar bir araya geldik. Onu görüşeceğiz ve inanıyorum ki bununla ilgili bize verdiği müjdeyi burada da tekrar edecektir.နောက်ထပ်သတင်းပုတ်အနေနဲ့ဇူလိုင်လ9ရက်နေ့အတွင်းဆီးရီးယားနိုင်ငံဒမတ်စကတ်မြို့တော်မှာပြင်သစ်သမ္မတလာရောက်လည်ပတ်စဉ်ပောက်ကွဲမှုတွေဇက်တိုက်ဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီဖြစ်အတွက်ဆီးရီးယားအစိုးရဘက်ကစုံစမ်းစစ်ဆေးမှုတွေကိုချက်ချင်းစတင်နေပြီဖြစ်တဲ့အကြောင်းပြည်ထောင်စုဝန်ကြီးဌာနအနေနဲ့အတည်ပြုပါတယ်။ကနဦးတွေ့ရှိချက်တွေအရပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုအခင်းမဖြစ်ခင်မိနစ်ပိုင်းအလိုမှာကြိုတင်လာထားခဲ့တာဖြစ်တယ်ဆိုပြီးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူအယ်ဘဘကပြောကြားပါတယ်။ဒါဟာအီမန်နျူရယ်မက်ခွန်းရဲ့လုံခြုံရေးစည်းရုပ်ကိုချိုးဖောက်နိုင်ဖို့ရည်ရွယ်ထားခဲ့ပုံရသလိုပြစ်မှတ်ထားတဲ့ရည်ရွယ်ချက်ရှိနိုင်တယ်လို့လည်းအယ်ဘဘကဖြည့်ဆွတ်ပြောပါတယ်။ဒါဟာမက်ခရွန်ညာအိတ်ခဲ့တဲ့ဒမတ်စကတ်မြို့ကဟိုတယ်တစ်ခုအနီးမှာဘုံနှလုံးပေါက်ကွဲခဲ့တဲ့လျောက်လူ18ဦးကိုဒဏ်ရာရရှိစေခဲ့ပါတယ်။ဒီပေါက်ကွဲမှုမဖြစ်ပွားခင်မှာဒမတ်စကတ်မြို့ကဆီးရီးယားအရက်ဖက်အဖွဲ့အစည်းတွေကိုမက်ခရွန်ကိုယ်တိုင်တွားရောက်တွေ့ဆုံခဲ့ပါတယ်။ဆီးရီးယားအာဏာရှင်ဟောင်းဘာရှာအယ်အာဆတ်ဖြုတ်ချခံရပြီးနောက်ပိုင်းဥရောပနိုင်ငံခေါင်းဆောင်တဦးကပြည်တွင်းကိုပထမဆုံးရောက်လာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းလက်ရှိဆီးရီးယားခေါင်းဆောင်အာမတ်အယ်ရှာရာနဲ့သမ္မတအိမ်တော်မှာတွေ့ဆုံခဲ့ပြီးနောက်နေတိုးအစည်းအဝေးကိုမက်ခရွန်ကခီးဆက်လာခဲ့ပါတယ်။အဲ့ဒီပောက်ကွဲတံတွေကိုမကြားခဲ့ရဘူးဆိုပြီးပြင်သစ်သမ္မတနန်းတော်ကလည်းထုတ်ပြန်ထားပါတယ်။73နှစ်ကြာပြည်တွင်းစစ်ကြောင့်ပျက်စီးပြိုလဲနေခဲ့တဲ့ဆီးရီးယားနိုင်ငံကိုပြန်လည်တည်ဆောက်နိုင်ဖို့ရာသမ္မတအယ်ရှာရာကကြိုးပမ်းလျက်ရှိပါတယ်။အခုလိုမျိုးအနောက်နိုင်ငံတွေနဲ့နီးကပ်တဲ့ဆက်ဆံရေးတည်ဆောက်နေချိန်မှာပဲလုံခြုံရေးဆိုင်ရာစိန်ခေါ်မှုတွေကိုအယ်ခိုင်ဒါတမူဟောင်းတူဖြစ်တဲ့အယ်ရှာရာကရင်ဆိုင်နေခဲ့ရတာပါ။ 하고 있는 거예요? 그냥 바로 써도 라이브는 아니고 ဆက်လက်တင်ဆက်ပေးမှာကတော့ရုရှားရဲ့ကျူးကျော်မှုနဲ့ရင်ဆိုင်နေရတဲ့ယူကရိန်းတို့တောင်ကိုရီးယားအစိုးရဟာဒေါ်လာတန်တရာတန်ဖိုးရှိတဲ့အကူအညီတွေပေးအပ်သွားဖို့စီစဉ်ထားတယ်လို့သိရပါတယ်။ 중심으로 양국 협력의 새로운 도약을 이뤄나가기로 하였습니다. အဲ့ဒီထဲမှာအသက်သေးဆုံးစေနိုင်တဲ့လက်နက်ဆန်တွေတော့ပါဝင်မှာမဟုတ်ပါဘူးဆိုပြီးအမျိုးသားလုံခြုံရေးအကြံပေးဝီဆောင်လက်အနေနဲ့အတည်ပြုပါတယ်။အလားတူတောင်ကိုရီးယားဟာလူသားချင်းစာနာမှုအကူအညီတွေအပါအဝင်ယူကရိန်းတို့နီလန်ပေါင်းစုံနဲ့စစ်စက်မပြတ်ကူညီလာခဲ့တာဖြစ်တယ်လို့လည်းဆိုထားပါတယ်။အခုတစ်ခေါက်ဒေါ်လာတန်တရာပံ့ပိုးမှုဟာနိုင်ငံတကာငြိမ်းချမ်းရေးနဲ့လုံခြုံရေးအတွက်ပုံမှန်တိုးမြင့်ကူညီပေးမှုဖြစ်တဲ့အကြောင်းဖြည့်ဆွတ်ပြောပါတယ်။
ဒါဟာနေတိုးထိပ်သီးအစည်းအဝေးပွဲကျင်းပရာတူရကီမြို့တော်အန်ကာရာမှာတောင်ကိုရီးယားသမ္မတအီဂျေမြောင်ရောက်ရှိနေစဉ်အခုလိုမျိုးကြေညာသွားခဲ့တာပါဇူလိုင်လ9ရက်နေ့အစောပိုင်းတုန်းကလည်းသမ္မတအီဟာကာကွယ်ရေးလုပ်ငန်းဆိုင်ရာဖိုရမ်ကိုတက်ရောက်ခဲ့ပါသေးတယ်အဲ့ဒီမှာအစစ်မြင့်နည်းပညာနဲ့သုတေသနလုပ်ငန်းအပါအဝင်လက်နက်ထုတ်လုပ်ရေးမှာပါနေတိုးမဟာမိတ်တွေနဲ့ပူးပေါင်းဆောင်ရွက်မှုကိုပုံမတိုးချဲ့သွားနိုင်ဖို့မျှော်လင့်ထားပါတယ်ဆိုပြီးသမ္မတအီကပြောကြားပါတယ်တောင်ကိုရီးယားဘက်ကနည်းပညာတွေနဲ့နေတိုးရဲ့ရေရှည်အတွေ့အကြုံတွေပေါင်းစပ်လိုက်မယ်ဆိုရင်နှစ်ဖက်ကာကွယ်ရေးစွမ်းရည်ဟာအခုတက်ကိုပိုပြီးတိတိတတ်တာတိုးတက်လာမှာဖြစ်ကြောင်းဖော်ပြထားပါတယ်တချိန်တည်းမှာပဲယူကရိန်းတို့တောင်ကိုရီးယားကတိပြုထားတဲ့ကုညီထောက်ပံ့ရေးပမာဏစုစုပေါင်းဟာဒေါ်လာ $2.3 ဘီလီယံထိရှိလာခဲ့ပြီဖြစ်ပါတယ်။အဲ့ဒီတည်းမှာလူသားချင်းစာနာမှုဆိုင်ရာရေတိုအကူအညီတွေနဲ့စစ်ပွဲပြီးဆုံးချိန်ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက်ရေရှည်စီမံကိန်းတွေအထိပါဝင်ကြောင်းသိရပါတယ်။ Deep inside of Russia, and we're building a. 现在是7月7号的早上，大概7点半左右，这个受损的情况是非常的严重的。那么据我向နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မိတ်ဆက်တိုင်ဖုန်းမုန်တိုင်းကြောင့်တရုတ်နိုင်ငံတောင်ပိုင်းနဲ့လယ်ပိုင်းဒေသတွေမှာတိတ်ဆုံးသူဥယေ20ကျော်ရှိလာခဲ့ပြီးနောက်ထပ်12ယောက်ပျောက်ဆုံးနေတယ်လို့သိရပါတယ်现在我们看整个这个水流的速度稍微有所趋缓，但是目前现场还是有比较明显的一个降雨。现在水အဲ့ဒီမုန်တိုင်းနဲ့ကီလိုမီတာရာနဲ့ချီအောင်ကွာဝေးတဲ့ဟွေဘေးပြည်နယ်မှာတော့မိုးကြီးရေရှမ်းကလေဆင်နှမောင်းတွေဖြစ်ပေါ်ခဲ့ပါတယ်။လာဒူကွမ်ရှိဒေသရဲ့မြို့တော်နန်နင်းမှာလည်းမြစ်ရေရှမ်းတက်ပြီးဆယ်ကျိုးကျခဲ့တဲ့အတွက်အနည်းဆုံးလူ၄ဦးသေဆုံးခဲ့ရပါတယ်။လောလောဆယ်ဒေသခံတွေဟာအင်ခေါင်မိုးတွေပေါ်ကနေကယ်ဆယ်ရေးအတွက်အကူအညီတောင်းခံနေရတယ်လို့ဒဏ်ရာရထားသူအရေးအတွက်ကိုလည်းရာနဲ့ချီပြီးရှိနိုင်တယ်လို့ဖော်ပြထားပါတယ်။နှစ်စဉ်တရုတ်နိုင်ငံမှာတိုင်ဖုန်းမုန်တိုင်းတွေဝင်ရောက်လေရှိတယ်လို့မိတ်ဆက်ဟာအခုနှစ်အတွက်ပထမဆုံးလည်းဖြစ်ပါတယ်။တီးခြားမိုးလေဝသခန့်မှန်းချက်တွေအရနောက်ထပ်မုန်တိုင်းတစ်ခုဖြစ်တဲ့ Barvy Super တိုင်ဖုန်းကပစိဖိတ်သမုဒ္ဒရာထဲမှာအကောင်းလာခဲ့ပြီးတရုတ်အရှေ့ဘက်ကမ်းရိုးတန်းကိုဝင်ရောက်တိုက်ခိုက်ဖို့ရှိနေပါတယ်။အဲ့နောက်တရားဝင်ထုတ်ပြန်ထားတဲ့စီးရင်တွေအရလူပေါင်း330,000လောက်ကိုဘေးကင်းရာရွှေ့ပြောင်းပေးနိုင်ခဲ့ပေမဲ့လည်းကြန့်ရှိခဲ့တဲ့9,000ကျော်ကတော့ရေဘေးသက်နိုင်တယ်ဆိုပြီးဖော်ပြထားပါတယ်။အလားတူဒေသရင်းမှာရှိနေတဲ့မြေပေါင်း55ဆင့်အတွင်းရေဆက်လက်မြင့်တက်လာနိုင်တဲ့အလျောက်အနီးအောင်အဆင့်အမြင့်ဆုံးသတိပေးချက်ကိုအာဏာပိုင်တွေဘက်ကတိုးမြင့်သတ်မှတ်ထားပါတယ်။အခုလိုမျိုးဆိုးရွားတဲ့ရာသီဥတုတန်ကိုရက်တော်ကြာခန်းစားခဲ့ရပြီးပျက်စီးဆုံးရှုံးမှုတွေပါဖြစ်ပေါ်နေတာကြောင့်သမ္မတရှီကျင့်ဖင်ကကယ်ဆယ်ကူညီရေးလုပ်ငန်းတွေအစွမ်းကုန်လှုပ်ဆောင်ပေးကြဖို့ညွှန်ကြားထားပါတယ်前已成功救出17人。灾害发生后，当地应急、消防、医疗、公安等多个部门组织救援力量，迅速开展救援。ဟုတ်ကဲ့ပါနိုင်ငံတကာသတင်းတွေကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါရစေကျွန်တော်ကတော့ကေဆက်နိုင်ပါ